အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရစေ။ AR မြို့သမီးတင်းကတော့အာရှချန်ပီယံလိခြေစစ်ပွဲအောင်မြင်ပြီးနောက်အာရှထိပ်တန်းကလပ်အသင်းတွေနဲ့ရင်ဆိုင်ရတော့မှာပါ။ထူးခြားချက်အနေနဲ့ကတော့ AR အသင်းတို့ရဲ့ဒါဟာပထမဆုံးအာရှအဆင့်ပြိုင်ပွဲပါ။ခြေစစ်ပွဲအုပ်စုအဆင့်မှာ3ပွဲကစား3ပွဲနိုင်ခဲ့ပြီးရာနှုန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။73ဂိုးသွင်းပြီးပေးဂိုးမရှိတဲ့စံချိန်နဲ့ရခဲ့ပါတယ်။ဒါပေမဲ့အဓိကပြိုင်ပွဲ New Time ပီကိုတော့ဂိုးရဖို့ရုန်းကန်ခဲ့ရပြီးတကူဂိုးမရှိဆိုတဲ့ကျင်းမြောင်းတဲ့ရလဒ်နဲ့ခက်ခဲအနိုင်ယူကစားခဲ့ရပါတယ်။ဒါကြောင့်မို့အလွန်ကောင်းတဲ့မှတ်တမ်းနဲ့ F ရဲ့အုပ်စုကိုဖြစ်ပြီးခြေစစ်ပွဲအောင်မြင်ခဲ့တာပါအခုကျွန်တော်တို့တွေ့တဲ့နာကအုပ်စုအဆင့်မှာဘယ်လိုအသင်းတွေနဲ့ရင်ဆိုင်ရမလဲဆိုတော့ပါနောက်ဆုံးအဆင့်အုပ်စုပွဲတွေကိုအသင်းမောင်း12သင်းနဲ့ကျင်းပမှာဖြစ်ပြီး AR အသင်းအပါဝင်ခြေစစ်ပွဲကတက်လာတဲ့6သင်းနဲ့တိုက်ရိုက်ဝင်ခွင့်ရတဲ့အသင်း6သင်းပါဒီအသင်းတွေထဲမှာလက်ရှိချန်ပီယံမြောက်ကိုရီးယားကလပ်နဂယွန်ဟူမန် FC အသင်းပါဝင်နေကြလို့အဲ့ဒီအသင်းဟာမနစ်ကတိုကျိုဘာရီအသင်းကိုတကူကိုမရှိနဲ့နိုင်ပြီးချန်ပီယံဖြစ်ထားပါတယ်နောက်ထပ်အသင်းတွေကတော့ Australia Club Melbourne City တောင်ကိုရီးယား Club Hwasun KSPO ဂျပန် Club INEC Kobe တရုတ် Club Beijing Jindan ဗီယက်နမ် Club Ho Chi Minh City အသင်းတွေပါဝင်နေပါတယ်အဲဒါကြောင့်နောက်အဆင့်ပြန်ဝင်မှာရှေ့စစ်ပွဲအဆင့်ထက်အများကြီးအဆင့်မြင့်လာတော့သိကြပါတယ်လက်ရှိမှာတော့ AR အသင်းမှာ Ritu Bonda ပါဝင်ဂျပန်ကစားသမားတွေရဲ့ထွက်ခွာသွားပြီဖြစ်ပါတယ်အဲဒီတော့ AR မင်းသမီးအသင်းဟာချန်ပီယံလိနောက်ဆုံးအဆင့်ပြန်ဝင်တွေအတွက်ဘယ်လိုပြင်ဆင်လဲဆိုတော့ကိုစောင့်ကြည့်သင့်ပါတယ်ရာမျိုးသမီးတင်းရဲ့အောင်မြင်မှုဟာမြန်မာမျိုးသမီးပေါ်လုံးလောကတဲ့အရေးကြီးပါတယ်။ရှေ့စစ်ပွဲမှာ73ဂိုးသွင်းဂိုးမပေးခဲ့ရတာကအကောင်းမြင်စရာရှိမယ်။နောက်ထပ်ကစားရမယ့်အသင်းတွေကရှေ့စစ်ပွဲအဆင့်နဲ့လုံးဝမတူတော့ပါဘူး။ဒီစစ်မှာဂျပန်တောင်ကိုရီးယားမြောက်ကိုရီးယားတရုတ်ဩစတြေးလျလိုအာရှထိပ်တန်းနိုင်ငံကကလပ်တွေပါဝင်မှာပါ။ရာအသင်းရဲ့နောက်ထပ်ပြင်ဆင်မှုတွေကဘယ်လိုရှိလာမလဲ။ပြန်သွားတဲ့ဂျပန်ကစားသမားတွေကိုပြန်ခေါ်မလား။ပိုပြီး level မြင့်တဲ့ကစားသမားတွေကိုခေါ်မလားအာရှမှာဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါကျွန်တော်နောက်ထပ်ပြောချင်တဲ့အကြောင်းအရာကတော့ AR မြို့သမီး FC တင်ရဲ့တောင်ပန်ကစားသမားလေး Ritu Bonda ရဲ့အကြောင်းဖြစ်ပါတယ် Ritu Bonda ဟာဒီနေ့ညနေခင်းမှာပဲဂျပန်ကစားသမားလေးတွေနဲ့အတူသူတို့ရဲ့အမေရိကန်နိုင်ငံစီပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်ဂျပန်ကစားသမားလေးတွေကတော့မြန်မာအမျိုးသမီးလိမှာကစားမှုမှာဖြစ်နိုင်ဘူးလို့ညင်းဆိုခဲ့ပေမဲ့ Ritu Bonda ကတော့မြန်မာအမျိုးသမီးလိမှာကစားပြီးတိုင်အောင်စစ်ဖြစ်တွင်နေခဲ့ပါတယ် AR ပိတ်သက်တွေရဲ့အချစ်တော်လည်းဖြစ်တယ်လို့မြန်မာအမျိုးသမီးလိမှာလည်းဆွမ်းဆောင်ရေးကောင်းပြသထားသူဖြစ်ပြီးစာချုပ်တက်တန်းကုံဆုံးတာမို့ပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်ဒီကြားထဲမှာသူဟာသူ့ရဲ့လေးဆယ်အမျိုးသမီးအသင်းနဲ့ပူးပေါင်းမှာဖြစ်ပြီး AR အမျိုးသမီးအသင်းကတော့သူ့ကိုစာချုပ်တက်တန်းတိုးဖို့ကမ်းလှမ်းထားတယ်လို့သိရပါတယ်စာချုပ်တက်တန်းတိုးဖို့ကမ်းလှမ်းထားတဲ့အခါမှာလည်းသူ့ရဲ့ဆန္ဒဆုံးဖြတ်ချက်နဲ့သူ့ရဲ့မိခင်အသင်းရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး AR အသင်းနဲ့တော့စာချုပ်တက်တန်းတိုးဖို့ကမ်းလှမ်းထားတာဖြစ်ပါတယ်သူ့ရဲ့ဆန္ဒနဲ့သူ့အသင်းကလည်းပြန်လည်စေလွတ်ခဲ့ရင်တော့သူ့အနေနဲ့မြန်မာဝူမန်လိမှာတော့လက်ချောင်းမြင်တွေ့ရဖို့ရှိနေတာမို့ AR ပြည့်သက်တွေအနေနဲ့သူနဲ့ပြန်လည်ဆောင်တွေ့ဖို့အခွင့်အရေးရှိနေပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးကြပါခင်ဗျာ